မိဘကိုကူညီခြင်းနဲ့စိတ်ထက်သန်မှုကနေနောက်ဆုံးခီးကိုရောက်သွားခဲ့ရတဲ့ Great တန်းကျောင်းသားလေးပသိမ်မျိုးကဝမ်းနည်းစရာမိလောင်မှုတည်င်းကိုတင်ဆက်ပေးခြင်းပါတယ်မင်္ဂလာပါခင်ဗျာအေယာဝတီတိုင်းပသိမ်မျိုးရဲ့အချက်ချာကျတဲ့နေရာတစ်ခုမှာပြင်းထန်တဲ့မိလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီဖြစ်စဉ်မှာစိုင်ကန်းအများအပြားမိတဲပါသွားခဲ့ရတယ်လို့လူတေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေပါရှိခဲ့တဲ့အတွက်မြို့ကန်တွေကြားမှာတော်တော်လေးစိတ်မကောင်းဖြစ်နေကြရပါတယ်။မီးလောင်မှုဟာဧပြီလ10ရက်နေ့လယ်2နာရီ45မိနစ်ဝန်းကျင်မှာစတင်ခဲ့တာပါ။ပသိမ်မြို့အမှတ်2ရပ်ကွက်အကျော်တန်းလမ်းမှာရှိတဲ့ကတ်အိုးအယောင်းဆိုင်တစ်ဆိုင်ကနေစတင်ပေါက်ကွဲပြီးမီးလောင်ခဲ့တာလို့သိရပါတယ်။အဲဒီအချိန်မှာယာဒီဥတုကလည်းအရန်ပူပြင်းနေတယ်လို့လေတိုင်နှုန်းကလည်းမြန်နေတာကြောင့်မီးဟာတားမနိုင်စီးမရပဲဘေးပတ်ဝန်းကျင်ကစိုင်ကန်းတွေကိုပါအရှိန်အဟုန်နဲ့ကူးစက်သွားခဲ့ပါတယ်။ဒီဖြစ်စဉ်မှာအကြေကွဲဆုံးသတင်းကတော့အသက်16နှစ်အရွယ် Great တန်းကျောင်းသားလေးရဲ့အဖြစ်အပျက်ပါပဲ။သူဟာအခုမှ10တန်းဖြည့်ဆို့ထားသူဖြစ်ပြီးကျောင်းပိတ်ရမှာမိဘတွေကိုတစ်ဖက်တစ်လမ်းကကူညီခြင်းလို့ကတ်ဆိုင်မှာအလုံးဝင်လုပ်နေတာမကြသေးဘူးလို့သိရပါတယ်။မိစတင်လောင်ကျွမ်းချိန်မှာသူဟာဆိုင်ကန်အတွင်မှာပိတ်မိနေခဲ့ပြီးအပြင်ကိုထွက်ဖို့အချိန်မမီတော့ပဲမီးထဲမှာပဲအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဒါအပြင်တခြားဝန်ထမ်း3ဦးလည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ဒေတာကန်တဦးရဲ့ပြောပြချက်အရအပူရှင်ကလည်းပြင်းကတ်အိုးတွေကလည်းရှိနေတော့မီးလောင်အားကအရန်ကောင်းသွားတာ။ဆိုင်ကန်တွေတစ်ခုပြီးတစ်ခုကူးသွားတာတော်တော်များရဲ့လို့သိရပါတယ်။မိတပ်တပ်ဖွဲ့ဝင်တွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့မြို့ကန်တွေစုပေါင်းပြီးမိတပ်ရင်5စီးရေတံရင်4စီးနဲ့အစွမ်းကုန်ငိမ့်သက်ပေးခဲ့လို့ညနေ3:45မိနစ်မှာတော့မီးကိုလုံးဝထိန်ချုပ်နိုင်ခဲ့ပါတယ်။ဒီမီးလောင်မှုကြောင့်စိုင်ကန်းပေါင်း15ကန်းတက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုတော့သက်ဆိုင်ရာကဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။နွေရာသီရဲ့အပူရှိန်အမြင့်ဆုံးအချိန်ကိုရောက်ရှိနေတာကြောင့်မီးအသုံးပြုသူတိုင်းစနစ်တကျရှိဖို့နဲ့အထူးသဖြင့်ကတ်အိုးလိုမျိုးအနေရရှိတဲ့ပစ္စည်းတွေရောင်းချကင်တွယ်သူတွေအနေနဲ့ပိုပြီးတတိထားကြဖို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကတိုက်တွန်းထားပါတယ်။မိဘကိုလှုပ်ကြွေးခြင်းတဲ့ကြောင်သားလေးတယောက်ရဲ့ဘဝဒီလိုအဆုံးသတ်သွားရတာဟာတကယ်ကိုနှမျောဖို့ကောင်းတဲ့ဆုံးရှုံးမှုပါပဲ။အခုလိုသတင်းထူးတွေကိုကြည့်ရှုခြင်းရင်ကျွန်တော်တို့ရဲ့ရွှေပြည် News Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။